ပြီးတော့သူနှစ်ယောက်ထိုင်ပြီးစကားပြောတင်တယ်လို့ပြောတယ်ငါအဲ့ဒီလောဘစီကိုလွတ်နေတာမင်းသိပဲဒါကြောင့်ဒီအစီအစဉ်မှာသူနှစ်ယောက်ပူပေါင်းဆောင်ရွက်ကြရင်မကောင်းဘူးလားအဲ့ဒီနောက်မှာတော့ဂျင်တော့အဲ့ဒီစမ်းကြတဲ့လူရဲ့နာရီကိုသူ့ကိုပြလိုက်တယ်ဒီနာရီကဘယ်သူနာရီလဲဆိုတာမင်းသိလားဖန်ကကြည့်လိုက်တာနဲ့ချက်ချင်းမှတ်မိသွားတယ်ဒါကိုမင်းဘယ်လိုရခဲ့တာလဲဒါပေမဲ့ဂျင်ကပြောပြဖို့ငင်းဆိုခဲ့တယ်ဖန်ကပြောလိုက်တယ်ဒီကိစ္စမှာမင်းပါဝင်မပတ်သက်တာပိုကောင်းလိမ့်မယ်ဘာလို့လဲဆိုတော့ဒါကအင်မတန်အန်ဒီရများနိုင်လို့ပဲသူကမင်းပြောပြချင်မှလည်းမပြောနဲ့ဘာပဲဖြစ်ဖြစ်ငါအဲ့ဒီလူကိုစိတ်ကိုပေးဖို့သွားခဲ့အခါလောဘဆေးပမာရှိလဲဆိုတာငါစုံစမ်းရှာဖွေမှာပါလို့ပြောတယ်ဖန်ကကောင်းပြီလေငါမင်းကိုကူညီမယ်ဒါပေမဲ့ဒီကိစ္စမှာမင်းစွန့်မိမှုမလို့ရဘူးလို့ပြောတယ်အဲ့ဒီနောက်ဖန်ကသူမကိုနေရာတစ်ခုစီခေါ်သွားပြီးပြောပြလိုက်တယ်ငါဒီမြေကွက်ကိုမင်းတော်ဝေးဖိခဲ့တာဘာလို့လဲဆိုတော့ငါမင်းပေါ်အတီးတသဘောထားလို့ပဲဒါပေမဲ့အခုတော့ငါမင်းအကြောင်းဘာမှမသိတယ်လို့ခံစားရတယ်မင်းမတကယ်တမ်းအာတိတီလီအပန်တာတိဘယ်နှခုရှိမိတယ်လဲဆိုတာငါကိုပြောပြနိုင်မလားဂျင်ကသူ့ကိုပြောလိုက်တယ်ငါရဲ့အာတိတီလီအားလုံးကငါ့ကိုကာကွယ်ဖို့ဖန်တီးခဲ့တာပါအဲ့ဒီအချိန်မှာပဲဂျင်ကသူတို့ကိုလူအချို့စောင့်ကြည့်နေတာကိုမြင်သွားတယ်။သူမကဖန်ကိုခေါ်ပြီးထွက်ပြေးခဲ့တယ်။လူမိုက်တွေကလည်းသူတို့နောက်ကိုလိုက်တော့တာပဲ။မကြခင်မှာပဲလူမိုက်အားလုံးကသူတို့ကိုဝိုင်းလိုက်ကြတယ်။ဖန်ကမင်းဒီကနေသွားပါ။ငါသူတို့ကိုရှင်းလိုက်မယ်လို့ပြောတော့ဂျင်ကဟင်းငါမင်းနဲ့အတူရှိနေမယ်လို့ပြောတယ်။သူတို့နှစ်ယောက်စလုံးလူမိုက်တွေကိုအတူတူစတင်တိုက်ခိုက်ကြတယ်။လူမိုက်တယောက်ကဂျင်ကိုတိုက်ခိုက်ဖို့ကြိုးစားပြီးမြဲဖန်ကအလေးကဝင်ခံပြီးသူမကိုကာကွယ်ပေးဖို့ကြိုးစားခဲ့တယ်။ဂျင်ကမင်းယူနေတာလားလို့អော်လိုက်တယ်။အစိတ်ကြောင့်မင်းခန္ဓာကိုယ်ကအားရနေပြီလေ။မင်းငါကိုဒီလိုကာကွယ်နေရင်မင်းတည်သွားလိမ့်မယ်။ဒါပေမဲ့ဖန်ကစကားမနာထောက်ခဲ့ဘူး။အဲ့ဒီအချိန်မှာဂျင်ရဲ့တငယ်ချင်းတွေရောက်ပြီးတိုက်ခိုက်ဖို့ကူညီပေးခဲ့ကြတယ်။အခွင့်အရေးကိုယူပြီးဂျင်နဲ့ဖန်နဲ့အောင်စလုံးအဲ့ဒီကနေထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်။အဲ့ဒီနောက်မှာဖန်နိုးလာတဲ့အခါဂျင်ကသူ့ဘေးမှာထိုင်ပြီးငိုနေတာကိုတွေ့လိုက်ရတယ်။သူမကဒါရီအကုန်လုံးငါအဖြစ်တွေပါ။မင်းအမေကမင်းကိုအစိတ်ခတ်ဖို့အဲ့ဒီဆေးကိုဝေခဲ့တာမှငါမသိခဲ့ဘူးလို့ပြောတယ်။ဖန်ကငါ့ကိုတောင်းပန်မနေပါနဲ့။ဒါရီတွေကဘာတစ်ခုမှမင်းအဖြစ်မဟုတ်ပါဘူး။ဒါကြောင့်မိမိကိုယ်အပြစ်တင်တာမျိုးရက်လိုက်ပါတော့လို့ပြောတယ်။သူတို့နှစ်ယောက်စလုံးခန်းစားချက်ပါအချင်းချင်းမျက်လုံးချင်းစိုက်ကြည့်လိုက်ကြတယ်။အဲ့ဒီအချိန်မှာပဲဂျင်ရဲ့တငယ်ချင်းတယောက်ရောက်ပြီးစကားပြောဖို့သူမကိုအပြင်ခေါ်လိုက်တယ်။နောက်အခန်းမှာတော့ဂျင်ကဆရာဝန်လိုဝတ်ထားပြီးဖန်ရဲ့အမေနဲ့တွေ့ဘူးသွားတာကိုတွေ့ရတယ်။သူမကအဲ့ဒီစမ်းကြဲတဲ့လူရဲ့အခြေအနေကအင်မတန်စိုးရိမ်နေတဲ့အခြေအနေဖြစ်နေတယ်လို့ပြောတယ်။တကယ်တော့ဂျင်ကအဲ့ဒီစမ်းကြဲတဲ့လူစီကိုပိုဆိုးသွားမဲ့စီးတမျိုးကိုတိတ်ဆိတ်မထားပဲတိတ်တိတ်ချလေးပေးခဲ့တာပါ။ဒါမှသာသူမဒီထဲဝင်ရောက်ခွင့်ရပြီးလက်ဝက်ဆေးကိုခိုးယူကိုအခွင့်အရေးရမှာမို့လို့ပါ။ဂျင်ကအဲ့ဒီစမ်းကြဲတဲ့လူနဲ့တွေ့ဆုံပြီးအံ့ဩတင်သွားတယ်။ဘာလို့လဲဆိုတော့အဲ့ဒီကောင်လေးကဖန်နဲ့အတီအကျတူနေလို့ပဲ။ဂျင်ကလူနာကိုကုသပေးနေရင်နဲ့ဖန်ရဲ့အမေကနေလက်ဝက်ဆေးကိုတောင်းလိုက်တယ်။ဆေးကိုရရှိပြီးတဲ့နောက်မှာတော့ဂျင်ကကုသမှုကိုသူမဆက်ကင်တွင်မဲလို့ပြောပြီးသူမကိုအကင်ထွက်ပေးဖို့ပြောလိုက်တယ်။ဖန်ရဲ့အမေထွက်သွားတဲ့ခဏမှာပဲဂျင်ကဆေးကိုမြ မြဆန်ဆန်လဲလိုက်ပြီးဘူးထဲမှာအခြားဆေးတစ်မျိုးကိုထည့်လိုက်တယ်။ဒါပေမဲ့အဲ့ဒီနောက်မှာသူမတတိထားမိလိုက်တာကအဲ့ဒီလက်ဝက်ဆေးရဲ့ဘူးပေါ်မှာအထူးအမတ်တခြားရှိနေတာပါ။အကယ်၍သူမလဲလိုက်ရင်သူတို့တိသွားကြလိမ့်မယ်။ဒါကြောင့်ဂျင်ကသူမရဲ့အစီအစဉ်ကိုပြောင်းလိုက်ပြီးလက်ဝက်ဆေးကိုဘူးထဲပြန်ထည့်လိုက်တယ်။ပြီးတော့ကုသမှုကိုပြီးစီအောင်လှုပ်ဆောင်ပြီးတဲ့နောက်မှာဆေးကိုဖန်ရဲ့အမေကိုပြန်ပေးလိုက်တယ်။နောက်တော့အိမ်မှာထုံးကသူမကိုမေးလိုက်တယ်။မင်းလက်ဝက်ဆေးသွားယူခဲ့တာငါသိတယ်။ဟုတ်တယ်မလား။ဂျင်ကတောင်းပန်ပါတယ်ငါမင်းကိုမပြောခဲ့ဘူး။ဒါပေမဲ့ငါအစီအစဉ်ပျက်စီးသွားတယ်။ငါအဲ့ဒါကိုမယူနိုင်ခဲ့ဘူးလို့ပြောတယ်။ထုံးကနောက်တစ်ချိန်ကျရင်ငါမင်းနဲ့အတူမရှိရင်ဒီလိုမျိုးတယောက်ထဲမလုပ်ပါနဲ့။ဘာလို့လဲဆိုတော့ဒါကမင်းသားအင်မတန်အန်ဒီရများနိုင်လို့ပါလို့ပြောတယ်။ဂျင်ကဟုတ်ပြီလေလို့ပြောတယ်။ပြီးတော့သူမကအဲ့ဒီကောင်လေးကဘာလို့မင်းနဲ့တူနေကလဲလို့မေးတယ်။ဖန်ကအမှန်တော့အဲ့ဒါရှုဖန်ပဲ။ငါရဲ့အမေသူဝန်ခွင့်ကြီးအကိုပါ။တို့ဒီကအမေမတူပေမဲ့အဖေတူကြလေလို့ပြောပြတယ်။ဂျင်ကဒါဆိုဒါကမင်းတို့မိသားစုရဲ့လုပ်ဝက်ချက်တီးပဲပေါ့လို့မေးလေ။ဖန်ကအခုတော့မင်းသိပြီပေါ့။သူမကငါရဲ့အမေမဟုတ်ဘူး။သူမကရှုဖန်ရဲ့အမေငါရဲ့အမေထွေးပါ။ဒါဒီအကုန်လုံးကအကြခင်တွေကစခဲတာပါ။ငါမိထွေးနဲ့ငါအဖေဖောက်ပြန်ခဲ့တဲ့တုန်းကပေါ့။အဲ့ဒီနောက်မှာငါအဖေကငါရဲ့အရင်အမေနဲ့တွေ့ခဲ့တယ်။အဲ့ဒီအချိန်တုန်းကငါအမေကငါ့ကိုကိုဝင်ရှိနေချစ်နေတယ်။ဒါပေမဲ့ရုတ်တရက်ရှုဖန်ရဲ့အမေပြန်လာခဲ့တယ်။ပြီးတော့သူမကငါနဲ့ငါအမေကိုငါအဖေရဲ့ပိုက်ဆိုင်နေနဲ့ပိုက်ဆိုင်မှုတွေကိုရမှာကိုဘယ်တော့မှမလိုချင်ခဲ့ဘူး။မကြခင်မှာငါအဖေကွယ်သွားခဲ့တယ်။ဒါပေမဲ့မသိခင်မှာသူကငါနာမည်နဲ့ရှယ်ယာ30ရာခိုင်နှုန်းပေးခဲ့တယ်။ဘာလို့လဲဆိုတော့သူကွယ်သွားပြီးတဲ့နောက်မှာငါမိထွေးကငါတို့ကိုအကြီးမနှိပ်ပက်တော့မယ်ဆိုတာငါအဖေသိနေလို့ပဲ။အဖေကွယ်သွားပြီးတဲ့နောက်မှာပိုက်ဆိုင်မှုအားလုံးကရှုဖန်စီကိုရောက်သွားခဲ့တယ်။ဘာလို့လဲဆိုတော့ငါမိထွေးကငါတို့ကိုတတ်ချင်ခဲ့လို့ပါ။အဲ့ဒီနောက်မှာငါအမေကအိမ်ကထွက်သွားခဲ့တယ်။တို့ရွာမှာသွားနေခဲ့ကြတယ်။ပိုက်ဆိုင်မှုအားလုံးကရှုဖန်နာမည်အောက်မှာရှိနေတာကြောင့်ရှုဖန်ကအယံမာနာပြေးလာခဲ့တယ်။ဒါကြောင့်ရန်သူတွေအများကြီးရခဲ့တာပေါ့။ပြီးတော့အဲ့ဒီလူတွေကသူ့ကိုတတ်ဖို့ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့တေးသွားမယ်တစားသူကဒုက္ခတိဖြစ်သွားခဲ့တယ်။လောကရဲ့မြင်ပါတော့သူကတေးသွားပြီပေါ့။အဲ့ဒီအချိန်တုန်းကကုမ္ပဏီကိုကိုင်တွယ်ပေးမယ်သူမရှိခဲ့ဘူး။ဒါကြောင့်ငါမိထွေးကမောက်ကိုလိုက်ရှာပြီးပြန်ခေါ်လာခဲ့တယ်။ရှုဖန်ရဲ့နေရာမှာကုမ္ပဏီကိုမောင်းနေခဲ့ဖို့ပေါ့။အခုတော့ရှုဖန်ကဖြည်းဖြည်းပြန်ကောင်းလာနေပြီဖြစ်တာကြောင့်ငါမိထွေးကမောက်ကိုလမ်းကြောင်းကနေဖယ်ရှားချင်နေတာ။ဒါမှသာသူမအနေနဲ့ကုမ္ပဏီကိုသူ့စီပြန်ပေးနိုင်မှာမို့လို့ပါ။ဂျင်ကရှုဖူကမင်းရဲ့အဖေသူအမေကဲဝမ်းကွက်ကြီးအကိုခုတယ်မလားဒါဆိုရင်မင်းတို့နှစ်ယောက်ကဘယ်လိုလုပ်ပုံစံတူနေတာလဲဖန်ကအမှန်တော့လေငါအမေကရှုဖန်ကိုပလတ်စတစ်စာကြီးလုပ်ပေးခဲ့တာသူမကတိတိကြီးနဲ့ပဲသူ့ကိုငါမျက်နှာရအောင်လုပ်ပေးခဲ့တာဘာလို့လဲဆိုတော့ရှုဖန်ကရန်သူတွေအများကြီးဖန်တီးခဲ့လို့ပါအခုတော့သူမကငါနေရာမှာသူ့ကိုအဆိုင်ထိုးချင်နေပြီလို့ပြောပြလဲဂျင်ကမင်းရဲ့မိထွေးကအရန်ကောက်ချစ်တာပဲဒါပေမဲ့မင်းအခုဘာလုပ်မှလဲလို့မေးတော့ဖန်ကမင်းကိုငါနဲ့အတူတရုပ်ဆောင်စီခြင်းနဲ့လို့ပြောတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်စလုံးအင်ကိုဖြတ်လာကြတယ်မိထွေးကမင်းတို့နှစ်ယောက်ပဲကိုသွားကြတာလေလို့မေးတော့ဖန်ကဒိုးစရာဝင်ကိုသွားခဲ့တယ်ဒါပေမဲ့ရုတ်တရက်လူမိတ်အချို့ကငါတို့နောက်ကိုလိုက်လာကြတယ်နီလန်းမျိုးစုံနဲ့ကန်ကောင်လို့မနာထွက်ပြေးရတာလို့ပြောတယ်ဟေအမေကလည်းဟန်ဆောင်ပြီးပြောလိုက်တယ်အိုးမဟုတ်လားမင်းတကယ်တည်းကအပြင်းထန်မရခဲ့ပါဘူးနော်ဖန်ကမရပါဘူး
ငါအခုအနာပဲယူရှင်းတော့လေလို့ပြောပြီးနှစ်ယောက်စလုံးသူတို့ရဲ့အခန်းစီတော့ကြတယ်အပြင်ဘက်မှာမေထွေးနဲ့အိမ်ထင်းတို့ကအထဲမှာသူတို့ပြောနေတဲ့စကားတွေကိုတော့အကြိုင်းနေကြတယ်ဖန်နဲ့ဂျင်တို့ကဖန်မှာတကယ်ထိခိုက်ထားတဲ့ခက်ပိုးပြီးတန်ရာရထားတယ်လို့မျိုးဆက်ပြီးဟန်ဆောင်နေကြတယ်နောက်တနေ့မှာတော့ဂျင်ကမေထွေးကိုပြောလိုက်တယ်ငါဖန်ကိုငါရွာကိုခေါ်သွားခြင်းတယ်မေထွေးကရပါတယ်ဒါပေမဲ့သူ့ကိုဂရုစိုက်ပါလို့ပြောတယ်သူတို့နှစ်ယောက်ထွက်သွားကြပြီမေထွေးကအိမ်ထင်းကိုအမိန့်ပေးလိုက်တယ်ဒီတစ်ချိန်တော့တို့အစီအစဉ်ပျက်စီးလို့မချစ်ဘူးဒီနှစ်ယောက်အသက်ရှင်လေးရဲ့ဘီရိုမှပြန်မလာတဲ့ဘူးလို့ပြောတယ်ဒါကြောင့်ဂျင်ကဖန်ကိုသူမရဲ့ဆွေမျိုးတယောက်ရဲ့ဟိုတယ်စီခေါ်သွားတယ်အဲ့ဒီမှာလူတိုင်းအတူတူထိုင်ပြီးညစာစားကြတယ်ပြီးတော့အားလုံးတောက်စားနေကြတယ်တကယ်တော့ဖန်က